တော့သူ့နဲ့ခတ်တာဟာနန်းတော်ကြီးတဲကိုရောက်လာခဲ့ပါတယ်နတ်ဆရာတူလိုပယောဂသမားတော်ဟန်နဲ့သူ့နဲ့ခတ်တာဟာဘယင်ကြီးစီကိုအိန္ဒိယရရှောက်လှမ်းလာနေပါတယ်သူ့နဲ့ခတ်တာကိုမြင်လိုက်ရတဲ့နေသားမင်းဟာဘယင်ကြီးစီကိုသူ့အရင်ပြေးသွားပြီးအလင်းအမြန်တော်ဦးတင်လိုက်ပါတယ်သူ့နဲ့ခတ်တာဟာသူတော်စင်တူကဲ့သို့အိန္ဒိမပြတ်ရက်နေရင်နဲ့ဘယင်မင်းမြတ်တက်တော်ရာကျော်ရှိပါစေအထက်ပုဂ္ဂိုလ်များ၏အမိန့်အရဘယင်မင်းမြတ်ကိုကောင်းချီးပေးရန်လာရောက်ခဲ့ခြင်းဖြစ်ပေတယ်လို့မှင်သေးသေးနဲ့စတင်မိတ်ဆက်လိုက်ပါတယ်ဘယင်ကြီးတိတ်တသူရိယကနေစားမင်းကြီးကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာပဲဒေါသထွက်နေတဲ့နေစားမင်းကြီးဟာသူ့နဲ့ခတ်တာကိုလက်ညှိုးငေါငေါထိုးလိုက်ပြီးဒီလူလိန်ကောင်ကိုအဝတ်တွေဆွဲချွတ်ပြီးနန်းတော်အပြင်ဘက်ကိုရိုက်ပုတ်ခေါ်သွားစမ်းလို့တင်းမာပြတ်သွားစွာအမိန့်တော်ချမှတ်ခဲ့ပါတယ်နတ်ဆရာအယောင်ဆောင်သူ့နဲ့ခတ်တာလေရဲဘက်တော်တွေခေါ်ဆော်ရနောက်ကိုမျက်နှာငယ်လေးနဲ့တရွတ်တိုက်ပါသွားပါတော့တယ်တင်ရတော်ရွေးဝဲနောက်ဆုံးရက်ကိုရောက်ရှိလာခဲ့ပါပြီဒန္တဝနဟာဝကောင်းစားလာတွေဝတ်ဆင်ပြီးရတနာရီအပြည့်ဆင်မြန်းကနန်းတော်တွေကိုစောင့်ကြွားဝင်ရောက်လာခဲ့ပါတယ်ရဲစည်းတင်ထားတဲ့သူ့ရဲ့ရေချိန်ကနည်းနည်းများနေပြီမို့ခြေလက်မှန်အောင်မနှဲကြိုးစားနေရပါတယ်ဒန္တဝနကဘာမှမပြောရသေးခင်ဘယင်ကြီးတိတ်တသူရိယဟာသူ့ကိုမြေရထား၃စီးလက်ဆောင်ပေးခဲ့ပါတယ်မြေရထားပေါ်မှာတီရီဦးတွေအပြည့်တင်ထားတာတွေ့တဲ့အခါဒန္တဝနလည်းခေါင်းငိုက်ဆိုင်ချပြီးနန်းတော်ထဲကနေလေးကန်နဲ့ခြေလန်းနေနဲ့ပြန်လဲထွက်ခွာသွားခဲ့ပါတော့တယ်ရုတ်တရက်နန်းတော်ထဲကိုကေတရာစာချင်းနေမင်းတို့ရဲ့ရဲရင်ဟန်နဲ့ရှောက်လန်းလာနေတဲ့လူငယ်တဦးကိုတွေ့လိုက်ရတဲ့အခါဘယင်ကြီးမိဖုရားကြီးနဲ့မူးမတ်အချို့ပါဇက်အဟောင်းသားနဲ့ငေးကြည့်နေကြပါတယ်သူနာပရန္ဒနန်းတော်တွေကနန်းတွင်ဝတ်စုံကိုတော်ဝင်ဆောင်ရောင်အပြည့်အစုံနဲ့ဆင်မြန်းထားတဲ့လူငယ်တဦးဟာဘယင်ကြီးနဲ့မိဖုရားကြီးကိုဒူးထောက်အယိုသေးပေးလိုက်ပါတယ်အတွင်းတော်တွေကမင်းသမီးလေးလည်းစိတ်ဝင်တစားလှမ်းကြည့်နေခဲ့ပါတယ်ဘယင်ကြီးရဲ့မျက်နှာပေါ်မှာအံ့ဩခြင်းဝမ်းသာခြင်းစတဲ့အမှုအရာများပေါ်ထွက်လာပြီးနောက်ဘယင်ကြီးဟာပလင်ပေါ်ကနေဆင်းလာလူငယ်ရှိရာကိုဖြည်းဖြည်းချင်းရှောက်လှမ်းသွားခဲ့ပါတယ်ကြောက်ရွံ့စိုးထိတ်ခြင်းနဲ့ထောင်လွှမ်းမောက်မာခြင်းမရှိတဲ့လူငယ်ကဘယင်ကြီးထံသို့သူယူဆောင်လာတဲ့ပရမများကြောက်စီဓာတ်ကိုရိုသေးစွာဆက်တလိုက်ပါတယ်ဘယင်ကြီးကဓာတ်ကိုတေချာစွာစစ်ဆေးကြည့်နေစဉ်မှာရဲရဲနဲ့လူငယ်ကယောက်ျားကောင်းတို့မြည်သည်ဓာတ်ကောင်းကိုထိုက်တန်စွာအသုံးချနိုင်ကြောင်းခမဲတော်ကမှားကြားလိုက်ပါသည်ဟု၍တင်းငိမ်စွာရှောက်တင်လိုက်ပါတယ်ဘယင်ကြီးဟာလူငယ်ရဲ့ရှေ့မှာရပ်လိုက်ပြီးတက်တော်ရှိဝန်ကြီးများဤတငယ်ကိုကြည်စောအဘယ်သူနဲ့တူသည်နည်းဟုတင်းငိမ်စွာမေးမြန်းလိုက်တဲ့အခါတက်တော်ရှိဝန်ကြီးများကအရှင်မင်းကြီး၏နောင်တော်ဥပရာဇာတိတ်တပန္နိတနှင့်ခွဲမရအောင်တူပါကြောင်းလျှောက်ထားကြပါတယ်ထိုအခါဘယင်ကြီးကငါ၏နောင်တော်တိတ်တပန္နိတ၏သားတော်အားအယိုအသေးပေးကြလေဟုမိတ်ပေးခဲ့တဲ့အခါနန်းတော်ထဲမှမူးမတ်ကြီးများနေစားမြို့စားပြပါမကြမ်းလာရောက်အယိုအသေးပေးကြပါတော့တယ်အတွင်းဆောင်ထဲမှရူပကလျာဏီမင်းသမီးလေးလည်းလာရောက်ပြီးတော့ဂါရဝပြုခဲ့ပါတယ်ဒီတခါအံ့ဩသွားတဲ့သူကမင်းသားလေးကိုယ်တိုင်ဖြစ်နေပါတယ်မင်းသားလေးဟာမျက်ရည်ဝဲနေရာကသူ့ဖခင်ရှိရာအရက်ကိုအယိုသေးပြုတ်လိုက်ပြီးကျွန်ုပ်ဒီဖခင်ကိုတာမန်လေသမားတအုပ်အဖြစ်နဲ့သာသိရှိခဲ့ပါကြောင်းဖခင်သည်ယတိဝတ်ပြည်သည့်အချိန်အထိမင်းမျိုးဟူ၍တခွန်းတပါရမြဖွင့်ဟပြောကြားခဲ့ခြင်းမရှိပါကြောင်းကျွန်ုပ်၏အမိသည်လည်းဖခင်သည်မင်းမျိုးဖြစ်ကြောင်းမသိခဲ့ရရှာပဲအနိစ္စရောက်ခဲ့ပြီဖြစ်ပါကြောင်းယခုအခါဖခင်သည်ယတိဝတ်ဖြင့်ဟိမဝန္တာသို့ထွက်ခွာသွားပြီးမိမိအားတော်ဝင်ဓာတ်တလက်ကိုပေးအပ်၍သူနာပရန္တနန်းတော်သို့တွားရောက်ရန်ခိုင်းစီခဲ့ကြောင်းတို့ကိုမင်းကြီးအားရှောက်တင်ခဲ့ပါတယ်ထိုအခါမှတိတ်တသူရိယဘယင်ကြီးကတင်းဤခမဲတော်ဖြစ်သောငါဤနောင်တော်သည်လူတကာမက်မောသည့်အရာကိုလွယ်ကူစွာဆွတ်လွတ်နိုင်သည့်အံ့ဘွယ်တရေထူကဲသောယောက်ျားကောင်းအာဇာနည်မိပါပေသည်ဟုထုတ်ဖော်ချီးကျူးလိုက်ခါလွန်ခဲ့သည့်အနှစ်30ခန့်ကသူနာပရန္တမှနန်းတွင်ဇက်လန်းတစ်ပုဒ်ကိုအခုလိုပြောပြခဲ့ပါတယ်သူနာပရန္တတိုင်းပြည်မှဘယင်ကြီးတိတ်တဓမ္မမှာတိတ်တပန္နိတနှင့်တိတ်တသူရိယဆိုတဲ့သားတော်နှစ်ပါးရှိခဲ့ကြောင်းတခါတော့နေဇတ်ဒေသမှာရန်သူများကျူးကျော်မှုကြောင့်အကူအကြီးဖြစ်သူတိတ်တပန္နိတမှဥဆောင်၍နှိမ်နှင်းရန်တွားရောက်ခဲ့ရမှနန်းတော်သို့ပြန်ရောက်မလာတော့ကြောင်းနောက်အခါဘယင်ကြီးမကြမ်းမမာဖြစ်လာတဲ့အခါတိတ်တသူရိယအားထိနှံလွှဲအပ်ခဲ့ကြောင်းတိတ်တသူရိယဘယင်ကြီးကတူတော်မောင်မဟာပန္နိတမင်းသားကိုနောက်ကျောင်းပြန်ရှင်းပြပေးခဲ့ပါတယ်အဲ့ဒီနောက်တိတ်တသူရိယဘယင်ကြီးက
မဟာပဏိတမင်းသားရဲ့ပခုံးကိုဆွဲကယ်လိုက်ပြီးတူတော်မောင်ငါဤနိုင်ငံတော်နဲ့သမီးတော်ကိုယနေ့မှစ၍ငါကိုစားစောင့်ရှောက်ပါလေတော့ဟုမိန့်ကြားခဲ့ပါတယ်မင်းသမီးရူပကလျာဏီကမဟာပဏိတသည်ဖခမီတော်ဤတူတော်ဖြစ်သည်ဆိုရုံမျှဖြင့်သမီးတော်ဤကျင်ရတော်ဖြစ်ခဲ့ပါလျင်အကယ်၍အစွန်းအစမရှိ냐အတိုင်းနဲ့အပြည်ပြည်မှကဲ့ရဲ့ဝယ်ဖြစ်ပါလိမ့်မည်ထို့ကြောင့်သူနာပရန္တတိုင်းပြည်ဤဓာကောင်းတလက်ဟုတ်မဟုတ်စမ်းသက်လိုလာပါသည်ဟုရဲဝံ့စွာပြောကြားခဲ့ပါမဟာပဏိတမင်းသားဟာအနီးရှိဓာတစ်ချောင်းကိုဆွဲယူလိုက်ပြီးဓာရီပြရာကွင်းအတွင်းသို့မြပစ်လက်သည့်အလားပြေးဝင်သွားခဲ့ပါတယ်မင်းသမီးလေးရဲ့ကိုရံတော်များဟာမင်းသားလေးကိုဂါရဝပြုလိုက်ပြီးရုတ်တရက်ဝင်ရောက်တက်ခဲ့ကြပါတယ်ဓာရီပြကွင်းအတွင်းမှာဓာချင်းထိခတ်တံများဆူညံသွားပြီးအရိပ်များကလုံထွေးရောရှက်သွားပါတယ်မဟာပဏိတမင်းသားဟာအချိန်တိုအတွင်းမှာပဲကိုရံတော်များကိုတိုက်ခိုက်အနိုင်ယူပြခဲ့ပါတယ်ရူပကလျာဏီမင်းသမီးဟာမဟာပဏိတမင်းသားကိုလက်ခုပ်တီးကဂုံပြုလိုက်ပြီးတော်ဝင်မင်းသားများသာဖြစ်ဆိုနိုင်သည့်ရာဇကထာအဘိနဝကထာစသည်တို့ကိုမင်းပရိသတ်တို့အလယ်မှာမင်းမြန်ခဲ့ပါတယ်မင်းသားမဟာပဏိတလည်းဖခမဲတော်တင်ပေးလိုက်တဲ့အတိုင်းတုံဆိုင်ခြင်းမရှိဖြေဆိုပေးလိုက်ပါတယ်ထိုအခါမှာတိတ်တသူရိယဘယင်ကြီးကအာရဝန္တာဖြစ်သွားပြီးငါသည်ယခုအခါယောက်ျားကောင်းပြီးဓာကောင်းကိုထိုက်ပါခွင့်ရပြီပြီဟုမိန့်ကြားကမင်းသားနဲ့မင်းသမီးလေးကိုလက်ဆက်ပေးခဲ့ပါတယ်ရင်ထဲအသေးတွေကလဲကြည်နူးသွားတဲ့ရူပကလျာဏီမင်းသမီးလေးဟာမင်းသားမဟာပဏိတကိုလက်ကမ်းပေးလိုက်ပြီးဥပရာဇာနန်းဆောင်ကြီးစီတို့တူနကိုလက်ချင်းရှက်ခါရှောက်လှမ်းခဲ့ကြပါတယ်ထိုအချိန်မှာပဲအော်စီအောင်မောင်းတံများနဲ့ခရာတဘိုးတံများဘဝက်တို့ဆန်တက်သွားသလိုမြေဟင်းထွက်ပေါ်လာပြီးတော့အပြိုတော်များကမင်းသားမဟာပဏိတနဲ့မင်းသမီးရူပကလျာဏီတို့အပေါ်မှာမင်္ဂလာပန်းများကျဲချကကောင်းချီးပေးခဲ့ကြပါတယ်တိတ်တသူရိယဘယင်ကြီးကတူတော်မောင်မဟာပဏိတမင်းသားနဲ့သမီးတော်ရူပကလျာဏီမင်းသမီးတို့ကိုခန္ဓာကြီးကျယ်စွာစုလျားရစ်ပတ်လက်ထပ်ထိမ်းများပေးခဲ့ပြီးမဟာပဏိတမင်းသားကိုဥပရာဇာအဖြစ်အဘိသိက်တွန်းလောင်းပေးခဲ့ပါတယ်YouTube ပရိသတ်ကြီးခင်ဗျာလာရောင်ချစ်တဲ့ကိုမို့ဒရာတို့အမည်ပေးထားတဲ့ကျွန်တော်ရဲ့ရင်တွင်းပြခန္ဓာဝင်ချစ်ဇက်လန်လေးကိုဒီမှာရရနားလိုက်ပါစီနောက်တော့ကိုလည်းတမိုင်းရာဇဝင်ပုံမြင်များကိုအလင်းတင်တယ်လို့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ကြဖို့ပရိသတ်တယောက်ချင်းစီကိုလေးစားစွာတောင်းဆိုလိုက်ပါရစေအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေတော်မူနိုင်ကြပါစေခင်ဗျာ